ငါးတံမြာပေါင်းပဲမှာစားနေကြတော့လားတရုတ်စားတောက်ဆိုင်ကြီးတွေရဲ့နာမည်ကြီးဟင်းပွဲဖြစ်တဲ့ကြက်တံမြာပေါင်းရောလှုပ်စားကြည့်ပြီးရဲ့လားရှားပေါ်မှာအသည့်အဆန်းရတာလေးတွေ့စီမဲ့ပြင်ပရိုတင်းဓာတ်ဗီတာမင်စီနဲ့ B အုပ်စုတွေကိုလည်းပြည့်ပြည့်ဝဝရအောင်ပါဆိုတော့ကဲဘာလို့သေးလဲအရင်ဦးဆုံးကြက်ပေါင်လုံးလေးတွေကိုအတုံးသေးသေးလေးတွေလှီးထားလိုက်ပါအသားထိထားတဲ့ပကံတွေကိုကျင်းပြားလေးတွေထည့်မိတ်တရုတ်ဟင်းလျာတွေရဲ့အသက်ဖြစ်တဲ့ပဲငယ်ပြားကြီးအကြည်ရည်နဲ့အနောက်ရည်ကိုတစွန်းစီလောက်ထည့်ပေးလိုက်ပါရှာပြားမှာဆွဲမဲ့သွားလောက်တဲ့အရာသာကိုရဖို့ထပ်ထည့်ရမှာကတော့ခရူးစီပဲဖြစ်ပါတယ်။ပြီးရင်တော့ငရုတ်ကောင်းမုံလေးကိုပပလေးဖြူပြီးတော့တကြားလေးပါဖြည့်ဆွက်လိုက်ပါ။နောက်ဆုံးဆင်းကတော့ပြောင်းကုန်မုံပဲဖြစ်ပါတယ်။ပေါဝင်ပစ္စည်းတွေအားလုံးအသားထဲမှာစနစ်တကျနှက်နယ်ပေးလိုက်ပါ။စီပူပေးထားတဲ့ဒေပြားပေါ်မှာကြက်သားတုံးလေးတွေကိုရဲနေအောင်ကြော်ပေးလိုက်ပါ။တစ်ဖက်မှာလည်းကြက်သွန်ဖြူနေနဲ့ငရုတ်သီးရရက်လေးတွေကိုစီပူထဲထည့်ပြီးတော့စီတက်ပေးလိုက်ပါ။ခုနကရဲနေအောင်ကြော်ထားတဲ့ကြက်သားတုံးလေးတွေကိုအိုးထဲကိုပြစ်ထည့်ပေးလိုက်ပါ။ဇလိုက်ကျော်တံမြာခွင်းလေးတွေကိုလည်းပရိသတ်ကြီးတို့အချစ်တော်နနန်ပင်နဲ့အတူတူရောထည့်ပြီးရဲ့ခါမှာတော့တအုံးလုံးသမအောင်အထာလေးနဲ့မှွေပေးလို့ရပါပြီ။ဒါဆိုရင်တော့တံမြာနဲ့တင်းတင်းလေးနဲ့ဂရင်းမိန်စီပြီးတော့လွယ်ကူရိုးရှင်းတဲ့ကြက်တံမြာပေါင်းလေးရလာပြီမလို့အားရပါရလှုပ်ရှားလို့ရပါပြီနော်။